တော့ရဲ့ promotion နေ့ရက်မှာဘယ် company လေးတွေကပါဝင်အားဖြည့်ထားလဲဆိုရင်တော့အခုဘူးဘူးဆက်ပြကြီးကနေပြီးတော့မှ 10% discount ကိုပါဝင်အားဖြည့်ပေးထားပါရဲ့ရှင်ဘူးဘူးဆက်ပြကြီးကကြတော့ဘာတွေဝယ်ရမလဲဆိုတော့ဒီလိုမျိုး5လီတာဘူးရှိမယ်2လီတာဘူးရှိမယ်1လီတာဘူးဆိုပြီးတော့မှဆက်ပြကြီးကိုဘယ်ဟာပဲဝယ်10% discount off ကိုရတော့မှာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ဒီမှာဒိုင်ဘာပေါ့နော်ဘယ်နီဒိုင်ဘာကနေပြီးတော့မှသူကဒီလိုမျိုး1000ဝယ်လိုက်ပြီဆိုတာနဲ့ save 9000ကိုပြန်လည်ရရှိတော့မှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ဒိုင်ဘာပဲဒိုင်ဘာကိုမှဒီလိုမျိုးဘဲလေးဒိုင်ဘာကနေပြီးတော့မှသူကဒီလိုမျိုး1000ဝယ်လိုက်ပြီဆိုတာနဲ့ save 1500ကိုပြန်လည်ပေးတော့မှာပဲဖြစ်ပါတယ်ပြီးတော့နောက်တစ်ခုအနေနဲ့ဆိုရင်ဆိုင်မှာအရင်ရောင်းသက်တာဖြစ်တဲ့ဒီလိုမျိုး eco chip company ကနေပြီးတော့မှအနည်း item ကနေလွဲပြီးတော့တခြားကြိုက်တာယူ5% discount ကိုထိုက်တဲ့ပေးထားပါတယ်ရှင်ပြီးတော့ match hike ကနေပြီးတော့လည်းပဲသူကဘယ်ဟာယူဘယ် item ယူ all item ကို5% discount ပေးထားပါတယ်ရှင်နောက်တစ်ခုအနေနဲ့ဆိုရင် Swiss Star နေပြီးတော့မှသူ့ရဲ့ပစ္စည်း item ကိုကြိုက်တာယူတသိပ်ဖို့ပြည်တာနဲ့ဒီလိုမျိုးပုတ်သိန်းကောင်းအောင်လှလှလေးလက်ဆောင်ရသွားမှာပဲဖြစ်ပါတယ်ရှင်နောက်ထပ် company လေးကကြတော့ OAAO company ကပေါ့နော်သူကကြတော့သူ့ရဲ့မွေးရလေးတစ်ခုကိုဝယ်တာနဲ့ဒီလိုမျိုးခေါင်းစောတပတ်လေးတစ်ခုကိုမြစ်တာလက်ဆောင်အနေနဲ့ပါဝင်အားဖြည့်ပေးထားပါတယ်ရှင်အခုပြောသွားတဲ့ company လေးတွေရဲ့ပါဝင်အားဖြည့်ထားတဲ့အပြင်ကိုမှဆိုင်မှာလာဝယ်တယ်ဆိုရင် net တော်ဝယ်ရပေးထားတဲ့မြတ်များဝယ်မြတ်များတန်တဲ့ promotion လေးလည်းရှိတာဖြစ်လို့မေမေတွေကအခုကာလမှာ package စီစဉ်ဘယ်ကာလမှာစီစဉ်မလဲပေါ့နော်အခု promotion လေးကဘယ်လိုပေးထားလဲဆိုတော့တသိန်းကို9000 10သိန်းဖို့ဝယ်လိုက်တာနဲ့9000 30ဖို့ဝယ်လိုက်တာနဲ့3သိန်း30ဖို့ဝယ်လိုက်တာနဲ့3သိန်းခွဲချက်တူတူကိုထိုက်တန်ကိုရသွားမှာဖြစ်လို့မေမေတွေကဆိုင်မှာပက်ကစ်လေးကိုလာရစီစီဖို့ဖိတ်ခေါ်လိုက်ပါတယ်။မှကိုတိုင်းလာရစီစီနဲ့ customer တွေအတွက်တီးသက်ဆိုပြီးတော့မှချင်းငယ်တို့ရဲ့ဆိုင်ကနေပြီးတော့မှအခက်အကျွေးမွေးလဲရှိတဲ့အပြင်ကိုမှတသိန်းဖို့ပြည်တာနဲ့တော့ပက်လေးကိုလက်ဆောင်ထည့်ပေးသွားမှာဖြစ်လို့မေမေတွေကအခုပဲဆိုင်မှာကိုတိုင်းလာရပြီးတော့မှ promotion လေးကြိုက်ဖို့အတွက်ထပ်မံပြီးဖိတ်ခေါ်လိုက်ပါတယ်ရှင်။အဲ့တော့မေမေတွေကဆိုင်မှာမဖြစ်မနေလာရစီစဉ်ပါလာရစီစဉ်ဖို့တက်ဆိုင်လိပ်စာလေးကကြတော့ယူဇနာပလာဇာအနီးယူဇနာလန်နဲ့ဂဒမလန်ရဲ့တောက်မှာလောဝပေးရင်မရှိဖိလစ်ပေးထားပါတယ်ရှင်တကယ်လို့ဆိုင်မလာနိုင်ဘူးဆိုတော့ online နေပြီးတော့လဲ promotion လေးကို join နိုင်တယ်နော်